Hello အားလုံးပဲမင်္ဂလာပါဆက်ဂိမ်းမီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာကတော့ဒီနေ့မှာပဲအသစ်ထွက်ရှိလာတဲ့ Lancelot နဲ့ Oda တို့ရဲ့ Valentine စက်ကင်ကိုဖောက်တဲ့အခါမှာဘာတွေပေါက်မလဲပေါ့နော်နောက်ပြီးတော့တစ်ခါဖောက်ရင်ဒီတန်တော်ဖောက်ရင် coin အနေနဲ့ဘယ်လောက်ရလဲပြီးတော့ diamond အနေနဲ့ဘယ်လောက်ရောကုန်ကြနိုင်မလဲဆိုတာကိုအကြမ်းပြင်းအနေနဲ့တွက်ချက်ပြီးတော့မှာပဲဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုထဲမှာကတော့စကင်နှစ်ခုစလုံးကိုဖောက်ပြပေးထားတယ်ပေါ့နော်ဒီတော့ဒီစကင်နှစ်ခုစလုံးကတော်တော်လေးမှလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တယ်ဆိုတော့ယူတင်ပါတယ်โอเคဒီတော့ဒီဗီဒီယိုလေးကိုစပြီးတော့ဖောက်ဖို့အတွက်ဆိုရင်တော့ diamond အနေနဲ့ဘယ်လောက်ယူထားလဲဘယ်လောက်ရှိတယ်ဆိုရင်တော့1000ခွဲရှိပါတယ်ဒီတော့ COA အနေနဲ့ရောဘယ်လောက်ရှိတယ်ဆိုတော့2000ကျော်ရှိပါတယ်ဗောနော်ဒီတော့ဒီသူ့ရဲ့ဒါ event တွေဝင်ချင်းမဲ့ဒါဘာညာဗောနော်သူ့ရဲ့ event ကိုမလာခင်နေကပြပေးထားတယ်သူ့ရဲ့ animation effect ဘာညာအဲ့ဒါတွေကပြပါတယ်ပြပြီးသွားရင်တော့ဒါ token ကတော့တစ်ခုရတယ်အဲ့ token တစ်ခုရှိထားပြီးသား token တစ်ခုနဲ့မှဒီ diamond နဲ့ပေါင်းပြီးတော့ဖောက်လိုက်ပါတယ်ပေါင်းပြီးတော့ဖောက်တဲ့အခါမှာဆိုရင်တော့ဒီ coin အနေနဲ့ပေါ့နော်ဒါတန်တော်ဖောက်လိုက်တဲ့အခါတိုင်းမှာဒါ180ကနေ110ဝန်းကျင်လောက်အထိရပါတယ်ဒီတော့ဒီဖောက်တဲ့အခါမှာဆိုရင်တော့တော်တော်လေးမှလည်းဒါကြားထဲမှာပေါ့နော်ဒါ elite skin လေးတွေဒါ special skin လေးတွေပေါ့နော်ဒါကန်ကောင်းရင်အဲ့လိုမျိုးပေါက်ပါတယ်ဒီ emote လေးလည်းပေါက်တယ်ဗောနော်ပုံမှန်အဖြစ်ကတော့ coin တွေကတော်တော်လေးမှပေါက်ပါတယ်ဒီတော့ဒီ event ဖောက်ရတော့တန်ပါတယ်เนาะဒီတော့ဒီ diamond အနေနဲ့ကတော့2000နဲ့မှ300သုံးပါတယ်ပြီးတော့ဒီ premium supply ဆိုတဲ့နေရာနေtoken နေနဲ့ဒီ8ခုသွားယူတယ် total reward ကနေtoken နေနဲ့2ခုယူတယ်ဗောနော် token 10ခုယူတယ်နောက်ပြီးတော့ဒီ COA ကနေဗောနော်ဒါထပ်ပြီးတော့လဲပေါင်းဖောက်လိုက်ပါသေးတယ် COA နဲ့ကတော့2ခါဖောက်လိုက်တယ်ဗောနော် COA နဲ့ဒီ COA 1000သုံးလိုက်တယ်ဗောနော်ဒီတော့အဲ့လိုမျိုးသုံးလိုက်တဲ့အခါမှာဆိုတော့ COA က1000 diamond က2300ပြီးတော့ token အနေနဲ့ကတော့10ခုဗောနော်စုစုပေါင်းအနေနဲ့ဒီ diamond သီးသက်နဲ့ပဲတွက်မယ်ဆိုရင်တော့ COA ကို diamond ပုံစံပေါင်းပြီးတော့ပဲတွက်မယ်ဆိုရင်တော့ဒီ3000နဲ့300ကုန်ပါတယ်ဒီတော့ token အနေနဲ့ကတော့ဒီ10ခုဗောနော်ဒီတော့ second တစ်ခုတော့အဲ့လောက်ပဲကုန်ကြပါတယ်3300ပေါ့နော်ဒါတစ်ခါတည်းတန်းယူတာဖြစ်တဲ့အတွက်ကြောင့်ပါတကယ်လို့ကိုကဒီ daily discount တွေနဲ့ပဲဘာညာဖောက်သွားမယ်ဆိုတော့1000ကျော်ဝန်းကျင်လောက်ပဲကုန်ကြပါတယ်နောက်တော့ COA လေးပါလေးရှိရင်လည်းပို့ပြီးတော့ကောင်းပါတယ် COA လေးပါလေးရှိရင်လည်းဖောက်တဲ့အခါမှာပို့ပြီးတော့အဆင်ပြေပါတယ်ဒီ daily discount တွေနဲ့ပဲယူသွားတာကလည်းတော်တော်လေးမှ safe ဖြစ်ပါတယ်တက်တာရရောက်တယ်ပေါ့နော်ဒီမှာဆိုရင်တော့ဒါဒီ Lancelot ရဲ့ skin ကိုယူပြီးသွားပြီဆိုတော့ကဒီ diamond တွေ COA နဲ့ပဲထပ်ပြီးတော့သုံးရပါတော့မယ် COA အနေနဲ့ကတော့1600ကုန်ပါတယ်နောက်ပြီးတော့ diamond အနေနဲ့ကတော့1000သုံးရပါတယ်နောက်ပြီးတော့ဒီ total ဒီ reward ပေါ့နော် draw reward ကနေလေtoken က9ခုထိုက်ရတယ်ပြီးတော့အကုန်လုံးပြည့်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ coin လေးကလည်း90ထိုက်ရပါတယ်အဲ့လိုမျိုးရသွားတဲ့အခါဆိုရင်တော့ဒီ skin ကိုဒါယူလိုက်ပါပြီယူလိုက်တဲ့အခါမှာဆိုရင်တော့ဘယ်လောက်ပဲကုန်တော့လဲဆိုတော့ဒီ skin အတွက်ဆိုရင်ဒါ Oda skin အတွက်ပေါ့နော်အရင်မှာလဲ Lancelot ဖောက်လို့ကြံတဲ့ဒါ coin နဲ့ဆိုရင်တော့စုစုပေါင်းအနေနဲ့ဒါ diamond အနေနဲ့ပေါ့နော်စုစုပေါင်း diamond အနေနဲ့2000ကျော်ထပ်ပြီးတော့ကုန်ပါတယ်ဒါ COA လဲကုန်သွားတယ်ပေါ့နော် COA ပါပေါင်းမယ်ဆိုတော့2600ဒီ2800ဝန်းကျင်လောက်ကုန်ပါတယ်ဒီတော့ယူလိုက်ပြီဆိုရင်တော့တော်တော်လေးမှလည်းမိုက်ပါတယ်ပြီးတော့ဒီနောက်ထပ်တခြားဘာညာလဲယူအောင်မှဖြစ်တဲ့အတွက်ထပ်ပြီးတော့ဖောက်ပါတယ်ဒါကတော့ဒါတခြားစကင်လိုချင်လို့ပေါ့နော်ဒါဥမာအဖြစ်ဇီလောင်းရဲ့ collector တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးယူဖို့အတွက်တက်မဲ့ထပ်ပြီးတော့ဖောက်တာဖြစ်ပါတယ်โอเคဒီတော့ဒီစကင်တစ်ခုစလုံးကိုပေါင်းပြီးတော့ယူလိုက်တဲ့အခါမှာဆိုတော့ COA အနေနဲ့ဒါ2600ကျော်ကုန်ပါတယ်ဒါစုစုပေါင်းပေါ့နော်diamond အနေနဲ့ကတော့ဘယ်လောက်ကုန်လဲဆိုရင်ဒီတော့ skin နှစ်ခုလုံးပေါင်းရင်တော့ diamond အနေနဲ့6000 COA အနေနဲ့ကတော့ဒါ2600ကုန်ပါတယ်ပေါ့နော်ကဲဒီတော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီ skin ကိုယူမယ်ဆိုတော့ daily discount အနေနဲ့ပဲဖောက်သွားတာပို့ပြီးတော့အကုန်ကြသက်တာပါတယ်ကဲဒီတော့ video လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်ကိုအားလုံးကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကဲ video လေးကတော့လောက်ပါပဲပေါ့နော်နောက် video တော့မှပဲဒီနောက်ထပ်အသစ်လာမယ့် update အကြောင်းအရာတွေနဲ့ပြန်ပြီးတော့ရောက်ရှိလာပါမယ်အားလုံးပဲဘိုင်းမှန်ပါကောင်းသောညနေခင်းလေးဖြစ်ပါစေ